အားလုံးပဲမင်္ဂလာပါဒါကတော့ရန်ကုန်မြို့ထဲမှာလူတွေသွားလာနေတဲ့ပုံကို AI နဲ့ထုတ်ထားတာပါနောက်ထပ်ဗီဒီယိုတွေကတော့ကန်တော်ကြီးထဲမှာပကံများပြန်ဆင်းတဲ့ပုံရဲ့တခြားဗီဒီယိုပုံတွေဖြစ်ပါတယ်ထုတ်ဖို့အတွက်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ browser မှာပေါ့နော် AI Google Studio လို့ရိုက်ပြီးတော့ကျွန်တော်တို့သွားလို့ရပါတယ်အဲ့ဒီဗီဒီယိုတွေကို free ထုတ်လို့ရပါတယ်ဒါမျိုးကျွန်တော်တို့က VPN ချိတ်ထားဖို့တော့လိုတယ် VPN မချိတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံနေရာကိုအသုံးပြုခွင့်ပေးမထားသေးလို့ပေါ့နော်အဲ့တော့ကျွန်တော်ကကြိုတင်ပြီးတော့ VPN ချိတ်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးကိုယ့်ရဲ့ browser မှာရိုက်ပြီးတော့ enter ခေါက်လိုက်ရင်အဲ့ဒီGoogle လေးရောက်လာမယ်ပေါ့နော်ဒီ link လေးထွက်လာမယ်အဲ့ဒီ Google AI Studio ဆိုတဲ့ link တွေကိုကျွန်တော်ဝင်လိုက်မယ်ပေါ့အဲ့တော့ဒါ VPN ချိတ်ဖို့ကတော့ဒါမြန်မာနိုင်ငံထဲကသူဆိုရင်ဒါမဖြစ်မနေလိုအပ်ပါတယ်မဟုတ်လို့ရှိရင်ကျွန်တော်အခုသွားနေတဲ့နေရာတွေကိုရောက်မှာမဟုတ်ပါဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ generate media ဆိုတာရှိရပေါ့နော်အဲ့ဒီ generate media ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကပုံကိုထုတ်ချင်တာလားเนาะပုံထုတ်ချင်ဒါလေးနဲ့ထုတ်ပေါ့เนาะအဲ့လိုမျိုးတွေဒါဒီထဲမှာမျိုးစုံရှိတယ်ဗျအဲ့ဒီထဲမှာကျွန်တော်ကအခုကဗီဒီယိုထုတ်ချင်တာဖြစ်တဲ့အတွက်ဒီဗီဒီယိုဆိုတာလေးကိုရွေးလိုက်မယ်ပေါ့နော်ရွေးလိုက်ပြီးတော့အဲ့တော့ကျွန်တော်တို့ကဒီမှာသူထုတ်ပြထားတဲ့နမူနာထုတ်ပြထားတဲ့ဗီဒီယိုလေးတွေပြထားတယ်အဲ့တော့ကျွန်တော်တို့ကကိုထုတ်ချင်တဲ့ဗီဒီယိုရဲ့အကြောင်းအရာကိုဒီထဲမှာစာလေးရိုက်ထည့်ပေးလိုက်ရုံပဲအဲ့တော့အင်္ဂလိပ်လိုရိုက်ထည့်ပေးရတာဆိုတော့လည်းပဲမြန်မာလိုကနေအင်္ဂလိပ်လိုပြောင်းပေးတဲ့ AI နေလည်းအများကြီးရှိနေတာဖြစ်တဲ့အတွက်ဘာမှခက်ခဲမရှိဘူးအဲ့တော့ဒီဘက်မှာရွေးချယ်ကြရရှိရယ်နော်ကိုယ့်ရဲ့ဗီဒီယို site က16:9လားနော် YouTube ဗီဒီယိုရဲ့အရှည်တွေဆို16:9နဲ့တင်ရမယ်အတိုဗီဒီယိုတွေဆို6:6ပေါ့နော်ဒါမျိုးလေးတွေလုပ်ပြီးတော့ကျွန်တော်တင်လို့ရတယ်ဗီဒီယိုရဲ့ duration ကိုဒီမှာပြောင်းလို့ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှာလုပ်ကြည့်လိုက်ပါပြီးတော့ဒီထဲမှာဒါ prompt ကိုကတိတ်ပြီးတော့မရေးတတ်ဘူးဆိုရင်လည်းနော်မြန်မာလိုရေးပြီးတော့အင်္ဂလိပ်လိုပြောင်းခိုင်းတဲ့ AI တွေရှိသလိုဒါမှမဟုတ်ရင်လည်း AI ကိုပဲပြန်ရေးခိုင်းလို့လည်းရတယ်ဥပမာထားပါတော့ကိုကမြောက်တကောင်ကမျက်မှန်တက်ထားတဲ့နော်ရည်စရာပုံလေးတစ်ခုရေးခြင်းတယ်ဒါပေမဲ့ကိုကအတိအကျမရေးတတ်ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီဟွာမှာပေါ့နော်ဒီ ChatGPT လိုမျိုး AI မှာပဲဖြစ်ပေါ့နော်သွားပြီးတော့ဘာလုပ်လို့ရလဲဆိုတော့ဟွာပေါ့ကိုနည်းနည်းသိသလောက်ပဲရေးလိုက်လို့ရတယ်ဥပမာထားပါတော့နော်generate ပေါ့နော်ထုတ်ပေးပါပေါ့နော်ဗီဒီယိုတစ်ခုထုတ်ပေးပါနော်အဲ့ဒီဗီဒီယိုမှာနော်မြောက်တကောင်နော်မြောက်တကောင်ကမြောက်တကောင် with ဒီဟွာပေါ့နော်ဒီဗာလဲမျက်မှန်လေးနဲ့မျက်မှန်နဲ့နော်ဒါတမင်သက်ဒါဟိုအင်္ဂလိပ်ကိုမမှန်အောင်ရိုက်နေနော်သူဘယ်လိုပဲပေးဒီ तू ကအင်္ဂလိပ်ကိုသူကသူပြင်သွားလိမ့်မယ်အဲ့တော့generate a video မဟုတ် sorry နော် generate a prompt ပေါ့နော် prompt ထုတ်ခိုင်းတာသူ့ကိုရေးခိုင်းမှာသူ့ကို prompt ရေးခိုင်းမှာနော်အဲ့လိုမျိုးရေးခိုင်းလိုက်လို့ရှိရင်လည်း तू ကသိတယ်သူ့ကို prompt လို့ထည့်ပေးလိုက်လို့ရှိရင် तू ဘာကိုရေးရမယ်ဆိုတော့သိတယ်ပေါ့နော်ဒါပေမဲ့အကောင်းဆုံးကတော့မြန်မာလိုရေးပြီးတော့အင်္ဂလိပ်လိုပြန်ခိုင်းလိုက်တာအကောင်းဆုံးပါပဲအဲ့ဒါကတော့ကျွန်တော်တို့chat DeepSeek တို့ဘာလို့မှသွားပြန်ခိုင်းလို့ရတယ်ဒါဆိုရင် तू ကကျွန်တော်တို့ prompt လေးထုတ်ပေးတယ်เนาะအဲ့ prompt လေးကိုကျွန်တော် copy ကူးမယ်copy ကူးပြီးတော့စောစောကကျွန်တော်တို့ဒီထဲကိုလာထည့်ပေးလိုက်ရင်ရတယ်ဗျာအဲ့လိုမျိုးလေးလုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီ run ကိုနှိပ်လိုက်ရုံပဲเนาะအဲ့တော့ကိုလိုဒီဘက်မှာ VO2 ဖြစ်ဖို့လိုတာပေါ့เนาะ3ထွက်နေပြီဗျာ3ကကျွန်တော်တို့သုံးလို့ရမှာတော့မဟုတ်ဘူးလုပ်လို့ရတဲ့နီလန်းတွေတော့ရှိရပေါ့เนาะထားပါတော့ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးတွေထုတ်လို့ရပါပြီဟုတ်ပါပြီဒီလောက်ပါပဲ